စာလို့ရတာပြင်းစရာကြီးပဲကျွန်တော်ဘာမှလည်းမဖြစ်ချင်ဘူးတနေ့ကုန်စော့ပဲစော့ချင်တာဘာလို့စာလို့နေရတာလဲဟင် နင်းတကယ်သိချင်လားအကယ်၍ဒါငါတို့ဒီစာမတင်တော့ဘူးဆိုရင်ငါတို့ရဲ့ကဘာကြီးကဘယ်လိုတောင်ဖြစ်သွားမလဲဆိုတာကိုလာမင်းကိုအနာဂတ်ကဘာလေးခေါ်တော့ပြမယ်ကြည့်လိုက်စမ်းစာမတင်ရင်ငါတို့လိုစိတ်ရုပ်တွေကိုလည်းမပြင်တတ်တော့ဘူးအာကာသတွေလည်းဘယ်တော့မှမသွားနိုင်တော့ဘူးငါတို့ရဲ့ဒိုင်နိုဆောတငယ်ချင်းတွေကိုလည်းငါတို့ကယ်တင်နိုင်မှာမဟုတ်တော့ဘူးနော် ဟိုးဟိုမှာကြည့်စမ်းဒါကကျွန်တော်လားကျွန်တော်ကဂျိုဂျိုအတွက်ပြန်တန်းနိုင်တဲ့အတောင်ပန်းတွေကိုတီးထွင်ပေးလိုက်တာလားမိုက်လိုက်တာ ဝါကအရန်ပြောဖို့ကောင်းတာပဲ ဂျိုဂျိုကျွန်တော်သိပြီကျွန်တော်အများကြီးသင်ယူရမယ်ဒါမှဂျိုဂျိုကိုရောတကဘာလုံးကိုရောကျွန်တော်ကူညီနိုင်မှာ ရာဒါမှငါတငယ်ချင်းဂျူရီကွာမင်းကအတော်ဆုံးပဲ ကလေးတွေစာမလွတ်ချင်တာဟာသူတို့ရဲ့အနာဂတ်ကဘလောက်လှပနိုင်တယ်လဲဆိုတာကိုမမြင်နိုင်သေးလို့ပါသူတို့ကိုအိမ်မက်တွေပေးပါမှန်ကန်တဲ့လမ်းပြပေးပါ ဂျူဒီနဲ့ဂျိုဂျိုတို့ကိုချစ်ရင်ဘောလုံးလုပ်ပေးခဲ့အောင်နော်